ချို့သောပစ္စည်းချင်းတွေမှာမေတ္တာတွေပါတယ်ကိုချင်းစာတရားတွေပါတယ်သူအစဉ်ပြေဖို့သူပျော်ရွှင်ဖို့ကိုယ့်ရဲ့ပစ္စည်းမှုတစ်ခုကြောင့်သူတို့တွေအစဉ်ပြေဖို့ဆိုပြီးတော့တစ်ဖက်သူကကိုယ့်ကိုမေတ္တာထားတဲ့အခါစေတနာထားတဲ့အခါတန်မိုးတွေထားတဲ့အခါမှာအဲ့ဒီမေတ္တာတွေအဲ့ဒီစေတနာတွေကိုအစောကားမိပါစေနဲ့ဒီလိုမေတ္တာရှိတဲ့သူတွေနဲ့ဆုံဖို့ကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေနဲ့ဆုံဖို့ဆိုတာတော်ရုံတန်ရုံကုသိုလ်မျိုးနဲ့မရပါဘူးဒါရင်မတန်ကုသိုလ်ကံကောင်းလို့စုံစည်းရတာပါအဲ့တော့ကိုယ်နာမှာမေတ္တာရှင်တွေရှိတယ်ကိုယ့်ဘောကောင်းတဲ့သူတွေရှိတယ်ကိုယ့်ကိုစကားပြောတာလေးကအစဥတန်ရင်ဥညမတန်ညမစသည်အားဖြင့်ချိုးတာရင်ကျေးစွာပြောဆိုတတ်တဲ့သူတွေကိုယ့်ကိုအခက်အခဲရှိနေတဲ့အခါမှာကိုယ့်ကိုကူညီတဲ့သူတွေကိုကြုံတဲ့အခါမှာအဲ့ဒီသူတွေကိုတန်ဖိုးထားပါလေးစားပါမျက်ွယ်မပြုတ်ပါနဲ့မေတ္တာရှင်တွေကိုယ့်ဘောကောင်းတဲ့သူတွေကိုစော်ကားလိုက်တဲ့အခါအဲ့ဒီသူကမေတ္တာကြီးရင်ကြီးသလောက်အဲ့ဒီသူကသီလရှိရင်ရှိသလောက်ကိုယ်မှာအာဟုသူတွေကြီးစေတယ်ဒါကြောင့်အနားမှာရှိတုံးမှာတမိုးထားပါစေနာကောင်းရှိတဲ့သူတွေမှသာလျှင်သူတစ်ပါးတွေအတွက်တွေးပြကြတာသူတစ်ပါးတွေကိုကိုချင်းစာပေးကြတာဟောငါရဲ့အပြုတ်မှုတစ်ခုကြောင့်ငါရဲ့ပစ္စည်းမှုတစ်ခုကြောင့်သူတို့တွေအစဉ်ပြေသွားကြပါစေသူတို့တွေခက်ခဲတွေကအနည်းနဲ့အများပြေလည်သွားနိုင်ကြပါစေဆိုတဲ့စိတ်ကောင်းတွေထားပြီးတော့ကိုယ့်ကိုကူညီတဲ့အတွက်ကြောင့်